အားလုံးပဲမင်္ဂလာပါဒီနေ့ teacher ရဲ့ grade 11က remainder theorem က example 7 လေးကိုတွက်ပြချင်ပါတယ်အဲ့တော့ teacher နဲ့တူပုဒ်စာလေးကိုဖတ်ကြည့်အောင် when f of x equal 2s cubed minus 7s squared plus ps plus 5 is divided by 2s minus 1 the remainder is 1 find the value of p polynomial ကိန်းတန်းလေး f of x လေးကို divisor 2s minus 1နဲ့စားတဲ့အခါမှာ remainder အကျွမ်းလေးက1ရပါတယ်အဲ့တော့ x ရဲ့မြောက်ပေါ်ကိန်းဖြစ်တဲ့ p ရဲ့တန်ဖိုးကိုရှာပြရမှာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့ပထမဦးဆုံး polynomial ကိန်းတန်းလေးကို f of x ဆိုပြီးတော့ထားလိုက်ပါမယ် let f of x equal 2s2 minus 7s square plus px plus 5 when f of x is divided by 2x minus 1 the remainder equal f4 အော်ဒီနေရာမှာ divisor က s minus c ပုံစံမဟုတ်ဘဲနဲ့ ax minus b ပုံစံဖြစ်နေတယ်ဆိုတော့သတိထားရမှာဖြစ်ပါတယ်အဲ့တော့ x တန်ဖိုးလေးကိုဘာလေးနဲ့အစားထိုးပြီးတွက်ရမလဲဆိုတော့ 2x minus 1 equal 0 x equal 1 by 2 remainder 1လို့ပြထားဖြစ်တဲ့အတွက်ကြောင့်မလို့ f of 1 by 2 equal 1ပါအဲ့တော့ x နေရာမှာ1 by 2လေးတွေအစားထိုးပြီးတွက်ပါမယ်2 times 1 by 2 the whole cube minus 7 1 by 2 square plus p times 1 by 2 plus 5 equal 1 2 times 1 by 8 minus 7 by 4 plus p by 2 minus 4အဲ့တော့2နဲ့8နဲ့ကျင်းလိုက်တော့4ပိုင်းခြေပြောက်ချင်တဲ့အတွက်ကြောင့်မလို့အငယ်ဆုံးပုံစံတို့ကိန်းနဲ့မြောက်လိုက်ပါမယ်အဲ့တော့ဒီချက်တော့ပြန်ရေးမနေတော့ဘူးเนาะ1 minus 7 plus 2p equal minus 16 2p equal minus 16 plus 6 2p equal minus 10 p equal minus 5 တော့ p ရဲ့တန်ဖိုးက minus 5 ရပါတယ်ဒီချက်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ပေးပါအောင်เนาะကျေးဇူးတင်ပါတယ်